အားလုံးမင်္ဂလာပါရှင်။ကျွန်မကတော့ထုံးစံတဲ့အင်ဒူလေးပဲဖြစ်ပါတယ်။ကျွန်မရဲ့ reaction ဗီဒီယိုလေးတွေကိုည7:00နာရီအချိန်မှာပုံမှန်တင်ဆက်ပေးသွားမှာမို့ channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့မြစ်တန်ရက်ခံအပ်ပါတယ်ရှင်။ကဲအဲ့ဒါဆိုရင်ဟာတာဗီဒီယိုလေးတွေကြည့်ကြရအောင်နော်။နောက်တစ်ပုတ်ကြတော့ဟာတာအငိမ့်ဖြစ်ပါတယ်။သူတို့ကြည့်ကြရအောင်နော်။ When we pay me tonight, we like a little got Sit down today, I go in. Dilo malone. Land to I am, Mama Chen like a lake. I am. Sit down today, I go in. Dilo malone. ချစ်တော့ချစ်တဲ့အကိုရဲ့ဒီလိုမလုပ်ပါနဲ့ You see your name, I'll do a cone in Timmy. Sit down today, I go in. Dilo malone. Tôi lấy, ngài lấy số mình lấy số nào? À còn mà lấy gì nhiều về mình này nhà rồi mày. Cho nó số này mình đâu có đâu. Quý, hả? Đi ra mà. Đấy mình sẽ làm luôn này, phu phu. Đó. Ale. Mày nó. Làm luôn này. Ngài màပြောချင်လို့ရှိနေ။ချင်းစားတော့မင်းနားထောင်ကြည့်လေ။မွေပေးမယ်ကျန်နိုင်ွယ်လက်ကလေးသူကားတဲ့ချစ်တော့ချစ်တဲ့အကိုရဲ့ဒီလိုမလုပ်နဲ့။ထားပါတော့လူတွေရှစ်မို့ရှက်တယ်။တက်ဆက်တယ်မင်းကလေးမလုံးသိဘူးလေ။လမ်းသွားရင်မင်းမထင်လက်ကလေးကင်ရင်ချစ်တော့ချစ်တဲ့အကိုရဲ့ဒီလိုမလုပ်နဲ့။ထားပါတော့လူတွေရှစ်မို့ရှက်တယ်ပေါ့။လုံးသိဘူးလေ။ရုပ်ရှင်ုံနဲ့နှစ်ယောက်တည်းပခုံးချင်းထိမိတယ်ချစ်တော့ချစ်တဲ့အကိုရဲ့ဒီလိုမလုပ်နဲ့။ဒီလိုလုပ်ချင်လို့ဒီလိုအကုန်ခံတော့တာဒီလိုမှမလုပ်ဘာဆောက်ကျွန်းစီရှိလို့ပတ်သက်စရာအကြောင်းရှိ။အော်ဒီလိုလှုပ်ချင်လို့ကိုဒီလိုအကုန်ခံလိုက်တာကိုခင်လိုက်အဲ့စကားလေးကျွန်တော်အရန်ကြိုက်တယ်ကျွန်တော်ဖျားဆောက်ဦးနေလဲလဲသမှာ ။လဲငါတိမ်ပရင်းနဲ့လဲတာ တချင်းဆိုတာတကယ်ကြတော့ကျွန်တော်ရညွှန်နားသွားပြီလေသွားညွှန်လေးတအားပင်ပန်းသွားတယ် မလေးကကိုင်းနေသွားနားလဲမယ်နော် ဘယ်အခု ဟိုကတော့ပညာပေးဆက်လန်းသူဖြစ်ပါတယ်။ကဲအတူတူကြည့်ကြရအောင်နော်။ ဟယ်လိုအမေ မိပြေငါ့ကိုပတ်စံမချိန်ပို့ပြီးမှလဲနေစမ်းမအောင်ဘာလဲငါနဲ့မနီးတော့လို့ငါစကားတွေကအရာမရောက်တော့တဲ့သဘောလား ဟုတ်ပါဦးမေရဲ့ဟိုလေပတ်စံညနေကျမှထုတ်ပေးမှာမို့လို့ပါအဲ့ဒါညနေထုတ်ပေးလို့ရှင်လွှဲလိုက်မယ်နော်အမေကအခုရေးကြီးနေလို့လား ဟေးတိပိနင်ဒီနေ့အလုပ်များဆိုတော့နားမလဲဘူးလားအေးနင်ဒီလိုအလုပ်ကိုမလေးမစားလုပ်လို့ဆိုရင်ငါဆိုင်မှာလာမလို့နဲ့အခြားနေရာမှာသွားလို့ကြားလားကိုလာရတယ်ကိုတော့ကြိုက်ခဲနေတာကွာဟဲ့ညညကြည့်အောင်ဒါလေးကုန်ဝင်ရ တခြားကွာအမီးလေးပါဝယ်ခဲ့ဒီဒါနဲ့မနေ့မှကြာလို့ရှိရင်အကုန်လိုက်တော့ချက်လိုက်ခဲ့ပြီကွာငါလည်းရှိစောင့်နေတဲ့ဖုန်းကသိစင်ပြီလို့ပတ်စံရှိတော့လေခဏတော့ရထားမှာ မင်းဒီလာပတ်စံနေပဲပို့လို့ရှန်လို့ပါလား ဘယ်ကပို့ရမှာလဲကွာပြီးစားကျွေးလို့မပြေရခုတာ ပြေနင်မျက်နှာလည်းမကောင်းပါလားနင်မကောင်းဖြစ်ပြန်ပြီလားဟမ် မဟုတ်ပါဘူးဟာငါညနေကျရင်အိမ်ပတ်စံပို့ရမှာအဲ့ဒါတွေးနေ နင်ကလည်းဟာစားတော့လေကတော့အာဟာရဖြစ်တာလေးပါလေစားပါဦးအိမ်ကလူတွေကသူ့ရွာနဲ့သူ့ဆက်အဆင်ပြေပါတယ်မချင်ရင်ဖြစ်ဖြစ်နာမကျန်းဖြစ်ရင်ဖြစ်ဖြစ်ငါတို့တိုင်းတစ်ပါးလူတွေတော့ဒုက္ခမရောက်ပါဘူးဟာနင်ကလည်း ထွန်းရဲ့နင်လည်းမသိတာမဟုတ်တူရတယ်သားရှင်းအမေကငါ့ကိုပဲအားကိုးနေရတာဟာငါပဲရှာကျွေးမဲ့လူရှိတာအခုငါပို့နေရဆိုတော့ပတ်စံလဲလေငါတက်လာတော့ကအကျွေးနဲ့အမေစားစရိတ်လောက်ပဲပို့ရှန်နေဆိုတော့မရှိဘူးဟာ ငါတို့ကနေ့ကျမကြီးစိတ်ပူလို့ပြောနေတာနေကအခုတော့ဘိုက်ခန်းခန်းအောက်တယ်မဟုတ်လားစီကန်းလေးဘိုက်တော့ပြတင်တယ်နော်အမို့ဆိုရင်အဲ့နဲ့ထွင်းရမယ့်နေရာမှာပစိန်နဲ့ထွင်းနေရမှာဆိုပြောနေတာ တို့တွေရဲ့စေတနာငါနားလဲပါတယ်ဘိုက်အောင်နေဆိုတာလည်းမိန်းကလေးယောဂရွာမှာကလေးကဖြစ်နေကြတော့နင်တို့ဈေးသွားမှာမဟုတ်လားသွားကြ ဟာနင်မလိုက်တော့ဘူးလား ငိုက်တော့ဦးအိမ်မှာဝယ်ထားရရှိသေးတယ် အေးအဲ့ဆိုတော့သွားမယ်နော်သွားမယ် ဟယ်လိုမေတမီပတ်စံလွှဲပေးလိုက်ပြီနော်အမေငကက်လေးလောက်ချင်လို့ဆိုအဲ့ဒါငကက်လေးလောက်ဖို့ရယ်အမေအကျွေးလေးဆက်ဖို့ရယ်တမီလွှဲပေးလိုက်တယ်နော်ကျမရေကိုဂရုစိုက်နော်မေ တည်တဲ့သမီးတနာပါနော်သူမေအေးရောပစံလွဲစရာပစံမလောက်မှဆိုလို့သူကြတော့အမအလင်းနာခံပြီးတော့ခေါက်ဆက်ပြုတ်နေစားပြီးတော့လွှဲပေးနေတာလိမ့်မလိုက်တာသမီးတွေက ဟဲ့နေပိုးလိုက်တဲ့ပတ်စံကအကျွေးဆက်ဖို့နဲ့ချွေလို့ဖို့ပဲဆိုတော့ဒီပတ်စံကြီးအငတ်နေရမှာလား ညီတို့စီကပတ်စံ300
တာလဲအေးတဲလဲမျက်နှာငယ်ရတာပဲ မဟုတ်ပါဘူးမေရဲ့ဟိုနောက်15ရက်လောက်နေလို့ရှင်တမီပတ်စံထပ်ပြီးပို့ပေးပါမယ်မေရဲ့နော် ဟေးဖသားငါတရားပွဲအတွက်လူလိုက်ခံပေးနေအမေးစစ်နာရှိလောက်လေးထဲအောင်ပြေငါတရားပွဲအတွက်လူလိုက်ခံပေးနေတာဒီစေတနာဘာသာလေးထဲအောင် ဟုတ်တာပတ်စံလေး90လောက်ရှိပါလား ရတယ်လေ50တော့မရှိဘူး100တော့မရှိဘူး တရားထဲလိုက်မယ်နော် ကဲငါတကယ်ကြီးနေအောင်ကြမ်းမှပါသေးချမ်းသာပါသေးဗျာအဲ့ဒါငါဟိုဘက်ဆက်လူခံလာအောင်မကြလား ကြည့်မေးစားရှိတယ်စိတ်မဆူရတော့ပတ်စံမနေရမှထွက်လာနေမရှိတော့ဘူးလားနေကလေလွန်တာပေါ့ပတ်စံထွက်မဲ့ရက်ကအများကြီးကြံနေတယ်နေဒီကြားလေးဘယ်လိုစားတော့မလဲနေကလေပြောလိုက်ရင်လည်းဒုံးမိကတ်တန်တယ်ရော့50ငါယူတော့လက်ကုန်ပြတ်ဆက် ကျေးဇူးတင်ပါတယ် နားပါတယ်နော်အပြင်မှာလည်းတကယ်လက်သေးတစ်မျိုးရှိတာပဲပြပြငါ့ကိုဖုန်းပေးထားပြီအခုနော် အော်ဟုတ်ကဲ့မေတမီခုပဲလွှဲပေးလိုက်မယ်နော်မေနော်အေးအထွန်းရဲ့ဟိုကလေအမေစီကိုဖုန်းပေးလေးလှမ်းထည့်ပေးစမ်းပါဟဲ့300လောက်အေးကျေးဇူးပါဟဲ့အေး ဟေးတိပိနင်ဒီနေ့အလုပ်အများကြီးဆိုတာနားမလဲဘူးလားအေးနင်ဒီလိုအလုပ်ကိုမလေးမစားလို့ဆိုရင်ငါဆိုင်မှာလာမလို့နဲ့အခြားနေရာမှာသွားလို့ကြားလားပြည့်နေရလဲဟာဘာဖြစ်လို့နောက်ကျတာလဲမနာသိတဲ့အတိုင်းပဲ ငါဘာရန်အောင်နေလို့လမ်းမှာခဏနားနေလို့ပါဟာ ငါပြောတာပဲနောက်ကျပါနဲ့လို့ဝနာသိတဲ့အတိုင်းပဲနေမကောင်းလို့ရှိရင်လည်းအလုပ်လေးပါနားလိုက်ပေါ့အခုကအလုပ်လည်းမလို့ပြောလည်းမလို့ ဟုတ်တယ်ပြီငါတို့နင့်ကိုကြည့်တာအားကိုမရဘူးဟာညနေပတ်ဆက်ထွဲတော့နေစီကန်းသွားပြလိုက်ဟာနော် ညနေကြလို့ရှင်အိမ်ကိုပို့လို့ရှင်ငါသွားလိုက်ပါမယ် တနာပါတဲ့ကောင်မလေးဟာဘိုက်အောင်တော့စေခမ်းမပြနိုင်ဘူးတငယ်စီးနဲ့စေခမ်းပြခိုင်းတာအိမ်ကိုပတ်စံပို့ပြီးပို့တဲ့ငွေမှာစေခမ်းပြမယ်တဲ့ ဟ
တာလည်းမဟုတ်သေးပါဘူးဟာနင်ဘိုက်ဟုတ်တယ်ပြောပြီးနင်စားတဲ့ဟာကိုလည်းကြည့်ပါဦး ပြေကျမ်းမာရေးအဓိကနော်နေညနေတော့စေကန်းသွားအောင်သွားရမယ်ငါတို့နှစ်ယောက်ကိုယ်တိုင်နေကိုစေကန်းလိုက်ပို့မယ်နင်းတောက်ထဲဆိုနေစေကန်းသွားမှာမဟုတ်ဘူးဒီတိုင်းပဲလုပ်နေမှာ အေးပါဟာညနေစေကန်းဝင်လိုက်မယ်နော် ဟဲ့ငါလေးခုတကွက်ပြီးတော့နေ့ချစ်လေးတကွက်အဲ့ဒါအားပေးနော် နေမပြီးသေးဘူး ဟာမပြီးလို့ရမလားခင်ဗျပြီးကြတဲ့လားချဲကျွေးတွေအောင်မဆက်သေးဘူးဒီလားခင်ဗျချဲကျွေးမဆက်လို့ဆိုရင်ကျွန်တော်ခင်ဗျကိုချဲမရအောင်တော့ သမီးကတိတ်တဘာမှအလိုကြီးစူးစားလို့မအေးရတော့လောက်မစားရလုံးနေကြည့်ပါဦး အေးအဲ့ဆိုပြီးတာပဲခဏလေးငါသမီးစီပဲဆက်လန်းတောင်းလိုက်အောင်ပါ ဟယ်လိုအမေ မိပြေငါ့ကိုပတ်စံပဲချိန်ပို့ပြီးမှလဲနေစမ်းပါအောင်ဘာလဲငါနဲ့မနီးတော့လို့ငါစကားတွေကအရာမရောက်တော့တဲ့သဘောလား ဟုတ်ပါဦးမေရဲ့ဟိုလေပတ်စံညနေကျမှထုတ်ပေးမှာမို့လို့ပါအဲ့ဒါညနေထုတ်ပေးလို့ရှရင်လွှဲလိုက်မယ်နော်အမေကအခုရေးကြီးနေလို့လားအဲ့ဒါဆိုလို့ရှရင်ရွာထဲကပတ်စံထုတ်ပေးတဲ့အဲ့တမီဖုံးဆက်ပြီးပြောလိုက်မယ်လေအမေသွားထုတ်လိုက်နော်မေနော် ဟဲ့နေတာဘာဖြစ်နေရတော့ငါ့ကိုပြောနေတာများပြောချင်တယ်လို့မပြောချင်တယ်လို့နဲ့နင်ရှာကျွေးရတယ်ဆိုပြီးတော့ရှေ့ရလာတိုင်းချင်တာလားဟုတ်လား မဟုတ်ပါဘူးမေရဲ့တမီနေမကောင်းဖြစ်ရှင်တယ်လို့ဖြစ်နေလို့ပါ အေးပြီးရပဲငါပတ်စံတော့လိုက်တော့မယ်နင်ပြောထားလိုက်ကြားရနော်လုံငါလေးတုံညနေငါလေးကိုချစ်ခွန်းနေချခွန်းအဲ့ဒါတွေအကုန်လုံး9000စီလောက်ပြီနော်ဒါပဲ ကဲနောက်ထပ်တစ်ပုတ်ဟာတာအတူတူကြီးကြရအောင်နော် ဒီမှာခဏဖင်ချအောင်မယ်နော် ဟာရှင်မကားပြောရလေ ဘာတို့နေရတော့ဒီမှာခဏဖင်ချမယ်ဟာ ရှင်ပြောနေကြလို့လားဘာလို့ထိုင်နေမှာလဲကြောက်နော် ဖင်ခဏရှာမယ်သူရဲ့ဘလူးမို့တော့တလေးကြတော့ဖင်ခဏထိုက်မယ်တော့မပြောဘူးလေဖင်ခဏရှာမယ်တော့မပြောတာလေအထင်လေးလွဲကုန်ပြီ လက်ဖက်နဲ့ညီမလေးရဲ့တိလားဒါအမရဲ့မျိုးသားကလေနေဘက်ကမဟုတ်လို့ပါဖင်ချမယ်ဆိုတာလေခဏထိုင်အောင်မယ်လို့ပြောရပါညီမလေးရဲ့စိတ်မရှိပါနဲ့နော်ဩရှင်တို့ရဲ့နေဘက်ကဟုတ်တယ်ဖင်ထိုင်မယ်ကိုဖင်ချမယ်လို့ပြောရတယ်ညီမလေးအမလေးစကလုံးကြီးဖင်ချလိုက်တာဖင်ချလို့ရည်လားဖင်ချလိုက်တာဖင်ချမယ် ဒီလေးခါကိုရပါတာ ကဲဒီညမှာတော့ဒီလောက်နဲ့ပဲရှင်းနာခွင့်ပြုပါခြင်းနောက်ည7 နာရီမှာပြန်လည်ဆုံတွေ့ကြမယ်ခြင်းချစ်ပရိသတ်များအားလုံးကျမ်းမာချမ်းသာပြီးဘေးရန်ကင်းကြပါစေရှင်